ရိယာယုံကြည်ကပူမောင်းအားနဲ့ဒီဆောင်မှာအားသာကိုယူတို့များသူဆိုင်ပြုံးမွေးမြူတို့တောင်းသူဘုံယူဝဲရာစင်လာဦးရွာတို့အားလုံးရဲ့နာငယ်ကပါရှင်ဆိုင်ရမယ်ကြောဖြတ်မယ်ခက်ခဲများလည်းမကြောက်ဘူးပဲရောင်းလဲလာမယ်တို့တော်ရွာ